အားလုံးပဲမင်္ဂလာပါခင်ဗျာ AI Web William Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ YouTube မှာ subscriber 1000ပြည့်အောင်လုပ်ဖို့ခက်နေတဲ့သူတွေအတွက် free AI tool လေးတစ်ခုရယ်တင်ရမယ့် content ပုံစံမျိုးစားလေးတစ်ခုရယ်ကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ပုံမှန်အားဖြင့် free AI tool တွေကတစ်ခါလောက်ကိုပဲ free sound လုပ်ခွင့်ပေးထားတတ်ကြပါတယ်ဒါပေမဲ့ဒီနေ့မျှဝေပေးမယ့် AI tool ကတော့နေရာရင်းနေ့ login လေးတောင်းဝင်နေတာနဲ့ဗီဒီယိုတစ်ပုဒ်စာကို free ထုတ်ခွင့်ရမှာပဲဖြစ်ပါတယ်ဗီဒီယိုဖန်တီးဖို့အတွက်အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီ Chrome browser တွေကိုဝင်လိုက်ပါမယ်Chrome browser တွေကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာ search bar မှာကျွန်တော်တို့ Pixpad ဆိုပြီးတော့ရိုက်ပါမယ်Pixpad ဆိုရိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာသက်ဆိုင်ရာလေးကျွန်တော်ကြာလာလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဒီပထမဆုံးကြာလာတဲ့ဒီ Pixpad ဆိုတဲ့ဒီ website တွေကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဒီပထမဆုံးကျွန်တော်တို့ဝင်လိုက်ပြီဆိုလို့ရှိရင်မြင်တွေ့ရမယ့်မြင်ကွင်းကတော့ဒီလိုပုံစံမျိုးလေးပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကဗီဒီယိုဖန်တီးခြင်းနဲ့ဆိုလို့ရှိရင် login ဝင်ပေးဖို့လိုရပေါ့နော်ဆိုတော့အဲ့ဒီအတွက်ဒီ login cloud ကဒီညာဘက်တောင်မှာရှိပါတယ်ဗျာအဲ့ဒီ login cloud လေးကိုနှိပ်လိုက်ပါမယ်အဲ့မှာဒီကျွန်တော်တို့ login ဝင်ရမယ့်နည်းလေးတွေကျွန်တော်ကြာလာလိုက်ပဲပေါ့နော်ဒီမှာဒီ Google နဲ့လည်းဝင်လို့ရတယ် Google account နဲ့လည်းဝင်လို့ရတယ် Apple account နဲ့လည်းဝင်လို့ရတယ် Discord account နဲ့လည်းဝင်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဒီ Google account နဲ့ဝင်ဖို့ကျွန်တော်ရွေးလိုက်ပါမယ်ဒီမှာကိုယ့်ရဲ့ account ကိုရွေးလိုက်ပါခဏဆောင်ရပါမယ်ဝင်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုင်းလေးမြင်တွေ့ရမယ်ပေါ့နော်ဆိုတော့ဒီမှာကတော့ဒီပထမအဆုံးသုံးပြုသူအနေနဲ့ဆိုလို့ရှိရင်တော့မြင်ရမယ့်ဒီ cloud တွေဘားတွေကတော့အများကြီးရပေါ့နော်ဆိုတော့အဲ့ဒီမှာဒီကျွန်တော်တို့ဒီစာသားတွေကနေပြီးကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုထုတ်ဖို့အတွက်ဖန်တီးရမယ့်နေရာကတော့ကျွန်တော်ဒီမှာရှိပါတယ်ပေါ့နော်ဒီမှာ describe the content you want to create ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုတက်ပေါ့နော်ဒီစာသား prompt ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်လိုချင်တဲ့ဗီဒီယိုတက် prompt ကိုရိုက်ထည့်လိုက်ပါမယ်နောက်တစ်ခုကဒီအောက်မှာဒီဗီဒီယိုအတွက်ဒီ setting လေးတွေလည်းကျွန်တော်ရှိသေးတယ်ဗျာဆိုတော့ဒါဆိုလို့ရှိရင်ဒါကျွန်တော် duration ပေါ့နော်ကျွန်တော်တို့ဗီဒီယိုကဘယ်နှစ်စက္ကန့်လောက်ချင်တာလဲ5စက္ကန့်လား10စက္ကန့်လားပေါ့နော်ဒီမှာကျွန်တော်10စက္ကန့်ကိုယူပါမယ်ဒါကတော့ကျွန်တော်တို့ဒီ resolution ဖြစ်ပါတယ်ဗျာ resolution အနေနဲ့ဆိုလို့ရှိရင်ဒီ360 540p ပေါ့နော်ဒီ free version တွေမှာတော့ 540p လောက်ကိုပဲကျွန်တော်အမြင့်ဆုံးသုံးလို့ရမယ်ပေါ့နော်ဒီ premium version တွေဝယ်သုံးမှာပဲဒီ920တို့1080တို့ဆိုတာမျိုးတွေကျွန်တော်သုံးလို့ရမှာပေါ့ဆိုတော့ဒီမှာတော့540မျိုးရွေးလိုက်ပါမယ်နောက်တစ်ခုတော့ဒါကတော့ဒီ aspect ratio ပါ aspect ratio ကတော့ဒီကျွန်တော်တို့ကိုတင်မဲ့ platform ရဲ့ဒီပုံစံကိုလိုက်ပြီးတော့မှကျွန်တော် aspect ratio ကိုရွေးပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ video ရုပ်ထက်ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီမှာဒီ16 to 9ဆိုတာတော့ဒါ YouTube မှာရှိတဲ့ဒီ long video long form video ပုံစံမျိုးပေါ့နော်အဲ့လိုအလဲလေးတွေကျွန်တော်ထွက်မဲ့ aspect ratio ဖြစ်ပါတယ်အခုကကျွန်တော်တို့ကဒီ short video တင်မှာဆိုတော့ဒီ YouTube မှာရှိတဲ့ short လို့ TikTok လို့ဆိုတာကျတော့သူ့ရဲ့ aspect ratio ကတော့ဒီ9 to 16ပေါ့နော်ဒီလိုထောင်ရကလေးတွေပေါ်တယ်ကျွန်တော် ratio မျိုးရွေးမှကျွန်တော်တို့ဗီဒီယိုကတော့အဝင်ခွင့်ကြပါတော့ကောင်းကောင်းထွက်လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာ setting တွေအကုန်လုံးကကျွန်တော်ထည့်ပြီးသွားပြီဆိုတော့ဒီမှာကျွန်တော် create ဆိုတာကိုကျွန်တော်နှိပ်လိုက်ပါမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုဖန်တီးပေးပါလိမ့်မယ်ဗျာဒီမှာကျွန်တော်ခဏတော့စောင့်ရပါမယ်ကျွန်တော်စောင့်ရပါမယ်ဒီမှာကျွန်တော်ခဏလောက်စောင့်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုတစ်ခုပေါ်လာရလာပါပြီပေါ့နော်ကျွန်တော်အဲ့ထဲကိုကျွန်တော်သွားပြီးတော့ဝင်ကြည့်လိုက်ပါမယ်ဆိုတော့ဗီဒီယိုကတော့ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးကျွန်တော်ထွက်လာပါလိမ့်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့စူပါကားတွေကနေပြီးတော့ပေါ့နော်ဒီမိန်းမလာလေးကျွန်တော်ထွက်လာတဲ့ content video လေးတစ်ခုကိုကျွန်တော်ရပါလိမ့်မယ်ဆိုတော့အဲ့ဒီဗီဒီယိုကျွန်တော် download ဆွဲဖို့အတွက်ဆိုတာလေဒီအောက်မှာဒီ download ဆိုတာမျိုးလေးပါပါတယ်ဗျာဆိုတော့ download လုပ်တဲ့နေရာမှာလည်းဒီကျွန်တော်ရေးစာလေးတစ်ခုကတော့ပါမယ်ပေါ့နော်ရေးစာလေးဆိုတော့တို့ရဲ့ဒီ pixpad.ai ဆိုတဲ့ logo လေးရတယ်ကျွန်တော်တို့ဗီဒီယိုရဲ့ထိပ်မှာပါတာလေးတစ်ခုတော့ကျွန်တော်ရှိမယ်ဗျာအဲ့ဒါလေးမပါကြဘူးဆိုလို့ရှိရင်တော့ဒီကျွန်တော် watermark free ဖြစ်တဲ့ဒီဗီဒီယိုပုံစံမျိုးကတော့ဒီ premium version ကိုကျွန်တော်ဝယ်သုံးမှာပဲရပါလိမ့်မယ်ဆိုတော့အဲ့အတွက်ဒီကျွန်တော် watermark ပါတဲ့
version ကိုပဲကျွန်တော်ထောင်းလို့ဆွဲလိုက်ပါမယ်ဒါဆိုရင်တော့ဒီကျွန်တော်တို့YouTube အတွက်သင်ရမယ့် video တစ်ခုကတော့ကျွန်တော်ရရှိသွားမှာဖြစ်ပါပြီအခုဆိုရင်တော့ YouTube မှာသွားပြီးတော့တင်ဖို့အတွက်short video လေးတွေဖန်တီးဖို့ free AI တို့တစ်ခုလည်းသိသွားပြီပေါ့နော်နောက်တစ်ခုကတော့ဒီ content ပေါ့ဒီ AI နဲ့လွယ်ကူ short video လေးတွေဖန်တီးပြီးတင်တာလွယ်ကူရဆိုပေမဲ့လေ content သဘောကိုနားမလည်ဘူးဆိုလို့ရှိရင် subscriber ရော viewer ရောကျွန်တော်တက်မှာမဟုတ်ပါဘူးဗျာအခုလိုမျိုး luxury ဆန်းဆန်း meme show လေးတွေကားတွေထွက်လာတဲ့ video မျိုးတွေ view ရော subscriber ရောရကြည်တက်အောင်စောင့်ဆောင်ပေးပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်နဲ့ရှိမှာ short content တွေ AI နဲ့ဖန်တီးပြီးတော့အများကြီးတင်ခဲ့တယ် view ရော subscriber ရောမရခဲ့ဘူးပေါ့နော်ဒါပေမဲ့ကံကောင်းတာမသိဘူးဒီ short content ကိုကျွန်တော်တင်ကြည့်လိုက်တာ view လည်းများတယ် subscriber ဆိုလို့ကျွန်တော်100လောက်ရတော့ကျွန်တော်တွေ့ခဲ့ရတယ်ဗျာမိတ်ဆွေတွေဒီ subscriber ရဖို့အခက်အခဲဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်ပြောလို့လုပ်ကြည့်ပါဗျာ subscriber 1000ပြီးသွားပြီဆိုရင်ကျွန်တော်အောင်မှာလာပြီးတော့မှတ်ပေးကြပါအောင်ဆင်ပေးကြပါလိမ့်ဗျာ